အကျွေးတွေကြေဖို့အတွက်ငွေနဲ့စကားပြောကြည့်ပါလားဆရာခန်းတို့ The Intuitive Method ဆိုတဲ့ဒီနည်းပညာကိုအလုပ်လုပ်လာတဲ့၄နှစ်ဆိုတဲ့ကာလကောင်းရ101 session ပေါင်း1200ကျော်အတွေ့အကြုံပါလေ3000အကျွေးတင်နေတဲ့ client 3800အကျွေးတင်နေဆိုတဲ့ client နေ့ချင်းတွင်ရက်ချင်းတွင်350လိုရယ်ဆိုတဲ့ client အမျိုးစုံငွေကြေးလိုအပ်ချက်အကျွေးကြောင့်ပဲဖြစ်ဖြစ်300လိုအပ်လို့ပဲဖြစ်ဖြစ်အရေးပေါ်ကိစ္စတစ်ခုကြောင့်ဖြစ်ဖြစ်ဒီလိုအခြေအနေကိစ္စရပ်ပေါင်းမြောက်များစွာဆရာခန့်တို့ထိတွေ့ပြီးတော့အလုပ်လုပ်ခဲ့ပြီးသွားပြီအဲ့ဒီကိုတွေ့လက်တွေ့အတွေ့အကြုံကနေဒီနီးလန်းကိုအခုသင်ပေးမယ်ငွေနဲ့စကားဘယ်လိုပြောမလဲ speak with money ဆရာခန့်တို့ရဲ့ The Intuitive Method ထဲမှာနီးလန်းလေးတစ်ခုရှိတယ်သူကလေငွေ2မျိုးကိုကျေးဇူးတင်စကားပြောရတာပုံမှန်ငွေကိုကျေးဇူးတင်တာနဲ့တော့နည်းနည်းလေးကွာခြားတယ်မတူညီဘူး။တွားကြောင့်ငွေအမျိုးအစား2မျိုးအဲ့2မျိုးကိုကျေးဇူးတင်ရတယ်ဆိုရဲအလုပ်ကလေးဒီနီလန်းကိုသုံးမယ်ဆိုလို့ရှိရင်ဘာတွေဖြစ်ခဲ့တယ်လဲအစောကပြောသွားတဲ့3000အကျွေးဆက်ရမယ်ဆိုရဲ client တွေ3500အကျွေးဆက်ရမယ်ဆိုရဲ client တွေ3800အကျွေးဆက်ရမယ်ဆိုရဲ client တွေရပ်ပိုင်းတွင်းကို350ချက်ချင်းဝင်ဖို့လိုရဲဆိုရဲအဲ့ client တွေအကုန်လုံးဒီနီလန်းတွေသုံးပြီးတော့ဘာတွေဖြစ်ခဲ့တယ်လဲဆိုရင်သူတို့လိုအပ်တဲ့ငွေတီလမ်းကြောင်းပေါ်ပြီးတော့အချိန်မှီအချိန်ဒိုက်ကိုပဲသူတို့လက်ထဲကိုရောက်လာတယ်ဆိုတဲ့ဖြစ်ရက်တွေဖြစ်ခဲ့တယ်တချို့သူတွေဆိုလို့ရှိရင်သူတို့ပေးရမယ့်အကျွေးကိုတော့အချိန်မှီမပေးနိုင်ဘူးဒါပေမဲ့ဘာပြဿနာမှမတက်ဘဲနဲ့သူတို့တစ်ဖက်ကအကျွေးရှင်ပေါ့နော်ဒီပတ်စံပေးရမယ့်တစ်ဖက်လူကနေပြီးတော့မှတကယ်ကိုပြေးလဲလဲအေးချမ်းနဲ့ကိုကိစ္စတွေကြော်လွှားနိုင်ခဲ့တယ်အဲ့တော့အခုဒီနေရာမှာပေါ့နော်အခုပြောမဲ့နီလန်းကိုလိုက်သုံးမဲ့လူတွေတည်လဲဘာတွေဖြစ်လာနိုင်တယ်လဲဘယ်လိုမျိုးမျှော်လင့်ချက်မျိုးထားလို့ရလဲဆိုရင်လမ်းကြောင်းတွေသူ့လိုပွင့်ပြီးကိုယ့်လက်ထဲငွေဝင်လာတာမျိုးတော့မဟုတ်ကို့မှာစီးပွားလုပ်ငန်းရှိပြီးသားဆိုလို့ရှိရင်လေရှိပြီးသားစီးပွားလုပ်ငန်းကအံ့ဩဖွယ်ရာစီးပွားတက်လာတာမျိုးတော့မဟုတ်ဘာစီးပွားလုပ်ငန်းဘာအလုံးမမရှိတဲ့သူကလည်းလမ်းကြောင်းတွေပွင့်ပြီးတော့ပါစီးပွားလုပ်ငန်းအလုပ်တစ်ခုပေါ်ပေါက်လာတာမျိုးအကျွေးကိစ္စရက်တွေဆိုလို့ရှိရင်လေဒီအကျွေးရှင်နဲ့ကိုနဲ့ကြားထဲမှာဘာပြဿနာမှမတက်ဖ ೇನೆ အကျွေးရှင်ကကိုပြေးလဲလဲအေးချမ်းနားလည်မှုပေးလာတာမျိုးတော့မဟုတ်ဒီအကျွေးကိုအောင်မြင်ဆက်နိုင်မှုအတွက်ဂျားတွေကနေအကူအညီအထောက်အပံ့သည်ပေါ်ပေါက်လာတာမျိုးအကူအညီအထောက်ပံ့နေလွယ်ကူလက်ခံရရှိလာတာမျိုးဆိုတဲ့ဒီရလက်တွေဒီအရာတွေကိုမျှော်လင့်လို့ရတယ်ဟုတ်ပြီအဲ့ဆိုဒီနီလန်ကျွန်တော်အသေးစိတ်တင်ပေးမယ်ငွေ2မျိုးကိုကျေးဇူးတင်နီးကျေးဇူးတင်စကားပြောနီးပေါ့နော်ပထမငွေအမျိုးအစားကတော့အခုပစ္စုပန်တက်တဲ့ကိုလက်ထဲမှာကိုလက်ဝယ်မှာရှိနေတဲ့ငွေတွေကိုလက်ထဲကိုလက်ဝယ်ရှိတဲ့ငွေတွေဆိုတာကလေကိုလက်ထဲမှာကင်ထားတဲ့ငွေပတ်စံအိတ်ထဲမှာထည့်ရတဲ့ငွေ mobile wallet တွေကိုယ့်ရဲ့ mobile banking တွေ bank account တွေထဲမှာကိုရှိထားတဲ့ငွေရှိနေတဲ့ငွေစုထားတဲ့ငွေတင်ထားတဲ့ငွေပြီးတော့ကိုယ့်ရဲ့မိကန်တက်တာတို့ကိုယ့်ရဲ့ safe တို့ကိုယ့်ရဲ့ saving box တို့အဲ့လိုတွေထဲမှာကိုထည့်သိမ်းထည့်စုထားတဲ့ငွေအဲ့ဒီလက်ရှိပစ္စုပန်တက်တဲ့မှာလက်ဝယ်ရှိနေတဲ့ငွေအမျိုးအစားကိုပထမငွေမျိုးစားလို့ပြောမယ်အဲ့ဒီပထမငွေမျိုးစားကိုလေဘလို့ကျေးဇူးတင်စကားပြောရမှာလဲအခုလိုငါလက်ထဲမှာရှိနေတဲ့အတွက်အယမ်းဝမ်းသာတယ်အယမ်းကျေးဇူးတင်တယ်ပိုပြီးနားလဲလွယ်အောင်ဥပမာပြောရမယ်ဆိုရင်ကိုယ့်ရဲ့ပတ်စံအိတ်ထဲကိုကြည့်လိုက်ပတ်စံအိတ်ထဲမှာ1000တန်လေးတစ်ရက်ရှိရဆိုပါစို့အဲ့ဒါဆိုလေအော်ငါပတ်စံအိတ်ထဲမှာဒီ1000တန်လေးရှိနေတဲ့အတွက်ငါအယမ်းဝမ်းသာတယ်အယမ်းကျေးဇူးတင်တယ်1000တန်မှမဟုတ်ဘူး100တန်လေးတစ်ရက်ရှိရဆိုပါစို့အဲ့ဒါဆိုလေအဲ့100တန်လေးကိုပဲတေချာလေးကိုအာယုံပြုတ်ပြီးတော့အော်ငါရဲ့ပတ်စံအိတ်ထဲမှာဒီ100တန်လေးရှိနေတဲ့အတွက်ငါအယမ်းဝမ်းသာတယ်အယမ်းကျေးဇူးတင်တယ်ပတ်စံပမာဏအနည်းအများကအဓိကမဟုတ်ဘူးဒီရှိနေပါတယ်ဆိုတော့ငွေကိုစိတ်အာရုံပြုတ်ပြီးတော့မှဒီဝမ်းသာတယ်ကျေးဇူးတင်တယ်ဆိုရဲစကားပြောပေးဖို့ကအဓိကဆိုလို့ရင်အဲ့လိုပဲကိုယ့်ရဲ့ mobile wallet တွေထဲမှာကိုယ့်ရဲ့ banking တွေထဲမှာရှိနေတဲ့ငွေပမာဏ1000ပဲဖြစ်ဖြစ်1000ပဲဖြစ်ဖြစ်3သိန်း10သိန်း300 3000 3000 3000ပမာဏအနည်းကနေအများအထိရှိနေတာလေးကိုပဲအာယုံသွားပြုတ်ပြီးတော့အဲ့ဒါရှိနေတဲ့အတွက်အယမ်းဝမ်းသာတယ်အယမ်းကျေးဇူးတင်တယ်ဆိုပြီးတော့စကားပြောရမှာပြောတဲ့အခါမှာပေါ့နော်ဟိုစိတ်ထဲကနေပဲပြောလဲရတယ်လို့နှုတ်ကနေဆရာခန့်လိုမျိုးအတန်ထွက်ပြီးပြောလဲရတယ်အဓိက point ဒီကိုယ်စိတ်နှလုံးသားတွေကလေခံစားချက်လှိုက်လှဲပါရမယ်
အော်ဒီရှိနေတဲ့ဆိုတဲ့ငွေကိုအာရုံပြုပြီးတော့မှအော်ဒီငွေရှိနေတဲ့အတွက်အယမ်းဝမ်းသာတယ်အယမ်းကျေးဇူးတင်တယ်လို့ပြောတဲ့အချိန်မှာကိုယ့်ရဲ့စိတ်နှလုံးသားတွေကခံစားချက်လှိုက်လိုက်လဲပါရမယ်ကိုယ့်ရဲ့ feeling activate ဖြစ်ရမယ်ဒါပထမငွေမျိုးစားပေါ့နော်ဟုတ်ပြီဒုတိယငွေမျိုးစားကကြတော့ကိုယ့်ဘဝကိုပြန်တွေးကြည့်ဒီနေ့မနေ့တုန်းကတနေ့တုန်းကရှေ့အပတ်ကရှေ့လကရှေ့2လရှေ့နှစ်ကရှေ့10နှစ်ကရှေ့အနှစ်20ကရှေ့အနှစ်30ကပြီးခဲ့ပြီးသားအချိန်ကာလမှာကိုသုံးဆွဲခဲ့ပြီးတဲ့ငွေအဲ့ဒီငွေကိုတော့ဒုတိယငွေမျိုးစားလို့ပြောမယ်အဲ့ဒီငွေတွေကိုပြန်တွေးပြန်အာရုံပြုပြီးတော့အဲ့ဒီလိုသုံးဆွဲနိုင်ခဲ့တဲ့အတွက်အယမ်းဝမ်းသာတယ်အယမ်းကျေးဇူးတင်တယ်လို့ပြောရမှာဥပမာမြင်သာအောင်ပြောကြမယ်ဒီနေ့မနက်မှာမုတ်တစ်ခုဝယ်စားခဲ့မယ်ဆိုပါစို့1000နဲ့အဲ့ခါကြလို့ရှင်လေအဲ့ဒီမနက်1000နဲ့မုတ်ဝယ်စားခဲ့တာကိုအာယုံပြန်ပြုတ်ပြီးတော့ငါအဲ့လိုမျိုးစားနိုင်တဲ့အတွက်ငါအဲ့လိုမျိုးသုံးဆွဲနိုင်ခဲ့တဲ့အတွက်အယမ်းဝမ်းသာတယ်အယမ်းကျေးဇူးတင်တယ်အဲ့လိုပြောရမှာမနေ့တုန်းကပေါ့နော်9000နဲ့အိတ်လေးတစ်လုံးဝယ်ခဲ့တယ်ဆိုပါစို့အဲ့ဒါဆိုလို့ရှိရင်အဲ့ဒါလေးပြန်အာယုံပြုတ်ပြီးတော့ငါအဲ့လိုမျိုးဝယ်နိုင်ခဲ့တဲ့အတွက်အဲ့ဒီလိုသုံးဆွဲနိုင်ခဲ့တဲ့အတွက်အယမ်းဝမ်းသာတယ်အယမ်းကျေးဇူးတင်တယ်အဲ့လိုပြောရမှာရှေ့လာတော့ကလေ10သိန်းတန်တစ်ခုခုပေါ့နော်ကိုဝယ်ခဲ့တယ်ဆိုပါစို့သုံးခဲ့တယ်ဆိုပါစို့စားခဲ့တယ်ဆိုပါစို့လှူခဲ့တယ်ဆိုပါစို့ပေးကမ်းစွန့်ကြဲခဲ့တယ်ဆိုပါစို့အဲ့ဒါလေးကိုပြန်တွေးပြီးတော့ဟောငါအဲ့လိုမျိုးစားနိုင်ခဲ့တဲ့အတွက်သုံးဆဲနိုင်ခဲ့တဲ့အတွက်အယမ်းဝမ်းသာတယ်အယမ်းကျေးဇူးတင်တယ်အဲ့လိုဝယ်နိုင်ခဲ့တဲ့အတွက်အဲ့လိုသုံးဆွဲနိုင်ခဲ့တဲ့အတွက်အယမ်းဝမ်းသာတယ်အယမ်းကျေးဇူးတင်တယ်အဲ့လိုပေးကမ်းနိုင်ခဲ့တဲ့အတွက်အဲ့လိုသုံးဆွဲနိုင်ခဲ့တဲ့အတွက်အယမ်းဝမ်းသာတယ်အယမ်းကျေးဇူးတင်တယ်အဲ့လိုလှူနိုင်ခဲ့တဲ့အတွက်အဲ့လိုသုံးဆွဲနိုင်ခဲ့တဲ့အတွက်အယမ်းဝမ်းသာတယ်အယမ်းကျေးဇူးတင်တယ်လို့ပြောရမှာအဲ့တော့စိတ်ထဲကပြောလဲရတယ်အတန်ထွက်ပြီးပြောလဲရတယ်အဓိကဒီလိုမျိုးဝမ်းသာတယ်ကျေးဇူးတင်တယ်ဆိုတာကိုပြောတဲ့အချိန်ကိုယ့်ရဲ့စိတ်နှလုံးသားတွေကခံစားချက်လှိုက်လိုက်လဲပါရမယ်အခုလိုမျိုးဆရာခန့်ပြောသွားတဲ့ဒီငွေမျိုးစား2မျိုးကိုအခုလိုမျိုးရင်ထဲကလှိုက်လိုက်လဲနဲ့စကားပြောပေးမယ်ဆိုရင်ဘယ်လောက်ပြောရမလဲမနက်ကို15မိနစ်လောက်ညကို15မိနစ်လောက်အချိန်လေးတစ်ခုသတ်မှတ်ပြီးလုပ်ကြည့်ပါတနေ့တာအတွင်းမှာကြတော့လေကိုအားရင်အားတဲ့အချိန်10မိနစ်ရ2မိနစ်ရစက္ကန့်30ရဒီကိုယ့်ရဲ့အာယုံစိတ်ကိုလေအဲ့ဒီလက်ရှိလက်ဝဲရှိနေတဲ့ငွေတွေအာယုံပြုတ်ပြီးတော့အယမ်းဝမ်းသာတယ်အယမ်းကျေးဇူးတင်တယ်လို့ပြောလိုက်သုံးဆွဲခဲ့ပြီးတဲ့ငွေတွေကိုပြန်အာယုံပြုတ်ပြီးတော့အယမ်းဝမ်းသာတယ်အယမ်းကျေးဇူးတင်တယ်လို့ပြောလိုက်အဲ့လိုမျိုးလေးလုပ်မယ်ဆိုရင်3ရက်ကနေ9ရက်ဆိုတဲ့ဒီကာလအတွင်းမှာကိုယ့်ရဲ့လက်ဝဲကိုယ့်ရဲ့ဒီတကယ်လက်တွေ့ဘဝမှာငွေပတ်စံစီးပွားလုပ်ငန်းပိုင်းဆိုင်ရာမှာတိတာထူခြားတဲ့တိုးတက်မှု blessings ကြီးပွားမှုကိုတွေ့လက်တွေ့ကြုံတွေ့ရမှာဖြစ်ပါတယ်ဒီစကားကအပေါ်ယံပြောတာမဟုတ်ဘူးဆရာခန့်တို့ရဲ့ the intuitive method ဒီနည်းပညာကို4နှစ်တာကာလလုပ်ခဲ့ပြီးတဲ့အတွေ့အကြုံ client 1-on-1 session ပေါင်း1200ကျော်ဆိုတဲ့အတွေ့အကြုံကနေပြောတာတကယ်လက်တွေ့လုပ်ပြီးတော့ကိုယ့်ရဲ့ဘဝမှာဘယ်လိုမျိုးတိုးပွားမှုတွေကြီးပွားမှုတွေကြုံလာလဲသတင်းကောင်းတွေကိုဆရာခန့်ကိုပြန်ပြီးတော့လာပြီးမျှဝေပေးပါအကယ်၍လေအခုလိုမျိုးကိုယ့်ရဲ့ဘဝမှာကိုလိုချင်တဲ့ကောင်းကြီးမင်္ဂလာတွေအပြောင်းအလဲကြီးတွေကိုလွယ်နဲ့မမြန်လိုချင်တယ်ဆိုရင်တော့ဆရာခင်းတို့မှာ online သင်တန်းတစ်ခုရှိတယ်အဲ့ online သင်တန်းကလေအခုလိုမျိုး energy tool တွေကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ကိုယ့်ရဲ့ energy level မှာအပြောင်းလဲအကြီးကြီးကိုအချိန်တူအတွင်းဖြစ်စေနိုင်တဲ့အဲ့ energy tool တွေထိတ်တန်း tool 9ခုကိုစုစည်းပြီးတော့သင်ထားပေးတယ်ပုံမှန်သင်တန်းကြီး3သိန်းနဲ့5000ကျပ်ပါအခုဒီဗီဒီယိုကနေအခုချက်ချင်းအပ်မယ်ဆိုရင်9000ကျပ်နဲ့ရပါမယ်စိတ်ဝင်စားရဆိုလို့ရှိရင်တော့အခုချက်ချင်းပဲအပ်ပြီးတော့ချက်ချင်းအပ်ချက်ချင်းတက်ချက်ချင်းတင်ပြီးတော့ချက်ချင်းအသုံးချရင်အချိန်တိုရက်တိုအတွင်းကြီးပွားမှုတွေတိုးတက်မှုတွေ blessings တွေကိုလက်တွေ့ခံစားရပါလိမ့်မယ်